ဒီတစ်ပတ်မှာတော့ United တို့အတွက်လွယ်ကူမဲ့အဝေးကွင်းပွဲမဟုတ်ပါဘူး။ St James Park မှာ Newcastle ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ Top 4အတွက်အရေးကြီးတဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ Newcastle က home crowd energy နဲ့ high intensity pressing ကစားတတ်တဲ့အထက်မှာ wide area တွေကနေမြန်ဆန်ထိုးဖောက်ပြီး counter attack ကအန်ဒီရရှိပါတယ်။အထူးသဖြင့် transition moment တွေမှာ United ခန်းစစ်ပတိထားရပါမယ်။ United အတွက်ဒီပွဲရဲ့ key battle ကတော့ midfield control ဖြစ်နိုင်ပါတယ်။ ball possession ကိုထိန်းနိုင်ပြီး tempo ကိုမိမိဘက်ကိုဆွဲယူနိုင်မလားဆိုတာက result ကိုတက်ရောက်နိုင်ပါတယ်။ attacking side မှာ early goal ရနိုင်ရင် confidence မြင့်လာနိုင်တယ်လို့ defensive discipline ကလည်းအရေးကြီးပါတယ်။ away game ဖြစ်တဲ့အတွက် patience လိုပါတယ်။ဒီပွဲမှာ United 3 မှတ်ယူနိုင်မလား။ခင်ဗျားတို့ British တွေကို comment မှာရေးခဲ့ကြပါဦး။ Glory Man United